အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော် visa card တစ်ခုနဲ့ play point အပြင်တခြား train subscription တွေကိုဘယ်လိုမျိုးယူရမလဲဆိုတာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်ရဲ့အကောင့်မှာ card ထည့်ထားလားမထားလားဘယ်လိုမျိုးကြည့်ရမလဲဆိုတာကိုကျွန်တော်အရင်ဆုံးပြပေးပါမယ်ကြည့်လို့ဆိုရင်ကျွန်တော်အရင်ဆုံးအပေါ်က profile လေးကိုတစ်ချက်နှိပ်ပါမယ်ပြီးရင်တော့payment and subscription ဆိုတဲ့နေရာလေးကိုထပ်ပြီးနှိပ်လိုက်ပါမယ်ဒီမှာ payment method မှာကျွန်တော်တို့အကောင့်မှာကပ်ပါလားမပါလားဆိုတာကိုကြည့်လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော် visa card တစ်ခုချိန်ထားရပါတော့အဲ့တော့ကျွန်တော်တို့train you အတွက်ကျွန်တော်တို့ဒီမှာလိုအပ်တဲ့ software တောင်းပေးပါမယ်ဒီမှာဆိုရင်ကျွန်တော် Express Premium နဲ့တစ်ခုကိုအရင်ဆုံး download ဆွဲပြီးတော့ train you ပြမှာဖြစ်ပါတယ်ပြီးရင်အပေါ်က session ဆိုတဲ့ VPN နဲ့မှာကျွန်တော်တောင်းလိုက်ပါမယ်အပေါ်က VPN နဲ့ကတော့မြန်မာနိုင်ငံမှာတုံးမယ်ဆိုရင် server တော်များများချိန်လို့မလွယ်ဘူးပေါ့နော် Express ကတော့ server တော်များချိန်ပါတယ်ပြီးရင်ကျွန်တော်ကတ်ဆိုတဲ့ software လေးကိုထပ်ပြီးတော့တောင်းလိုက်ပါမယ်sorry ပါနေရာလေးမှာ line လေးနည်းနည်းလေးကြာနေလို့ပြီးရင်တော့ကျွန်တော်အပေါ်က Pixar AI Photo edit တဲ့software တစ်ခုရဲ့ပြီးရင်ကတ်ရေကိုကျွန်တော်နှစ်ခုလုံးတောင်းလိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်Express VPN ကိုအရင်ဆုံးထွင်ယူပြမှာဖြစ်ပါတယ်ဒီလိုပေါ်လာဆိုရင်ကျွန်တော်တို့အဆက်ကိုနှိပ်လိုက်ပါမယ်ပြီးရင်အောက်ကိုနည်းနည်းလေးဆွဲပြီးတော့ get Express VPN ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အောက်ကိုနည်းနည်းလေးဆွဲပြီးတော့ကျွန်တော်တို့ subscribe ဆိုတာလေးကိုနှိပ်ပါမယ်ဒီမှာက3 day free train ဆိုရင်မဲ့ကျွန်တော်တို့တကယ်တော့ဒီမှာ3ရက်နဲ့မပြီးပါဘူးကျွန်တော်တို့ဒီမှာ9ရက်တစ်ပတ်မဟုတ်ရင်ကျွန်တော်တို့တလားနီးနီးလောက်သုံးရပါတယ်ဒါတွေကပြီးရင်ကျွန်တော်တို့ရဲ့Gmail password ကိုထည့်ပြီးတော့ subscribe ကိုနှိပ်ပါမယ်ဒီလို payment successful လို့ပြလာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ train ယူအောင်မြင်သွားပြီပဲဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ဒီမှာအကောက်ကဖွင့်လို့မရဘူးလို့ပြောရပေါ့เนาะအဲ့တော့ကျွန်တော်အားဆောက်တစ် channel ပြီး restore purchase ဆိုတာလေးကိုနှိပ်ပါမယ်သူကမိနစ်အနည်းငယ်နေမှပြန်ဝင်ပြီးလုပ်လို့ပြောတာပါဒီဥစားကမရဘူးပြောမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တခြား train တွေကိုပဲကျွန်တော်ယူလိုက်ပါမယ်ဒီမှာ Pixar ဆိုတဲ့ software လေးပါဒီမှာ Pixar ကကျွန်တော်တို့ train ယူမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးအကောက်ဖွင့်ပေးရတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ Gmail နဲ့ပဲကျွန်တော်အကောက်ဖွင့်လိုက်ပါမယ်ဒီမှာဆိုရင် continue with 7 day free train ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ subscribe ကိုနှိပ်ပါမယ်ဒီမှာဆိုရင်လည်းဒီမှာ subscribe ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့အကောက်ကဘယ်လိုဖြစ်သွားပြီလားမဖြစ်သွားဘူးဆိုတာကိုကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်စကက်ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အကောက်ရဲ့ profile ကိုတစ်ချက်ကြည့်လိုက်မယ်ပေါ့နော် maybe letter ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်ဒီမှာဆိုရင်ဒီမှာ Levi 165ခွင်ဒီမှာကျွန်တော်ရဲ့အကောက်ကဒီမှာ pro ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကတ်ကိုထပ်ပြီးတော့ထွင်ယူကြည့်ပါမယ်ကတ်ကလည်းကျွန်တော်တို့ထွင်ယူမယ်ဆိုရင်ကျွန်တော်တို့ဒီမှာအကောက်ရင်ဆုံးဖွင့်ပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်စကက်ကိုနှိပ်လိုက်ပါမယ်ဒီမှာပြီးရင်ကျွန်တော်ဒီမှာမီဆိုတဲ့ profile လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာ sign in claim offer ဆိုတာလေးရှိပါတယ်အဲအားလေးကိုနှိပ်ပါမယ်ကျွန်တော်ပြီးရင်တော့ကျွန်တော်ရဲ့ Gmail နဲ့ပဲကတ်ကိုလည်းဒီမှာ sign in ပဲလုပ်ရပါမယ်ဒီနားလေးမှာကိုယ့်ရဲ့မွေးနေ့လေးထည့်လိုက်ရပါတယ်
ပြီးရင်ကျွန်တော် continue ကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာဒီအပေါ်မှာပေါ်နေပေါ့နော်ဒီမှာ standard ဆိုတဲ့ဥစ္စာလေးအဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ဒီလိုပေါ်လာဆိုရင်ဒီအစက software ထွင်ယူလို့ပဲဒီမှာ start 7 day free train ဆိုတာလေးကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော် subscribe ကိုနှိပ်ပါမယ်ဒီနေရာလေးမှာက error ပြသွားရပေါ့နော်ဒီမှာ error ပြတာကကျွန်တော်ပြောပြမယ်ဒီမှာကျွန်တော်က cloud သုံးတာပါဒီမှာကျွန်တော် main screen မှာသုံးတာမဟုတ်ပါဘူး cloud သုံးတာဖြစ်တဲ့အတွက်ပါဒီမှာ Hong Kong server မှာရောက်နေပေါ့နော်အဲအကြောင်းမလို့ကျွန်တော်တို့ထွင်ယူလို့မရပါတကယ်လို့ဒီဘယ်လိုလို့အနေနဲ့ကကိုထွင်ယူမယ်ဆိုရင်အရင်ဆုံး VPN နဲ့ခန်းပြီးလို့ရပေါ့နော် United States တက်ကစားအဲတော့ကျွန်တော် VPN တစ်ခုခံလိုက်ပါမယ်ဆိုကျွန်တော် HPR မှာပဲကျွန်တော်ခံလိုက်ပါမယ်နော်အစားခဏနေဝင်လို့ရပြီဆိုလို့မို့ပြီးရင် restore purchase ဆိုတာလေးကိုနေပါမယ်ပြီးရင် continue နေမယ်ပြီးရင်ဒီ continue without email ဆိုတာလေးကိုနေပြီးတော့ကျွန်တော်ဒီမှာ note down ထပ်ပြီးရွေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီ HPR VPN နဲ့ရပဲကျွန်တော်တို့ United States server တစ်ခုကိုကျွန်တော်ရွေးပြီးတော့ချိန်လိုက်ပါမယ်ဒီမှာဆိုတော့ VPN နဲ့ချိန်သွားဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာချိန်သွားရဆိုမဲ့ကကတော့ကျွန်တော်တို့ဒီမှာယူလို့မရတော့ပါဘူးဘာလို့လဲဆိုတော့သူကဒီတစ်ခါပဲဒီမှာအမားခံလို့ရတာပါအဲကြောင့်မို့ကျွန်တော်ဒီမှာတခြား software တစ်ခုထပ်ပြီးတော့ထွင်ယူရမယ်ဒီမှာ second phone number ဆိုရပါဆိုဒီမှာကဟိုလိုင်းမကောင်းဘူးပေါ့နော် VPN နဲ့ခိုင်းထားရဆိုဒီအတွင်းထဲမှာ download ဆွဲရဆိုရင်ကြာပါတယ်အဲတော့ကျွန်တော် VPN ကိုခဏဖြုတ်ပြီးတော့ download ဆွဲလိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော် download ဆွဲပြလိုက်ပေါ့နော်အဲတော့ကျွန်တော် VPN ကိုပြန်ပြီးတော့ချိန်လိုက်ပါမယ်ဒီ United States server တွေကပဲဒီမှာက training ကကျွန်တော်ဒီမှာပြထားတဲ့ software ပဲ train လို့ရတာမဟုတ်ပါဘူး brother တို့အနေနဲ့ဒီ train ယူလို့ရတဲ့ software တည်းရဆိုရင်အဲ software မှာ train ယူလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော် second phone number ကိုကျွန်တော် train ယူပြမှာဖြစ်ပါတယ်ဒီမှာဒီ second phone number ကဘာသုံးဝင်လာလဲဆိုတော့ကျွန်တော်တို့ဒီမှာအဲ့အတွင်းထဲမှာကကျွန်တော်တို့ဒီတခြားဒီ number တွေယူလို့ရပါဘောเนาะ fake number တွေဒီ UK number တွေအဲ့ number တွေယူပြီးကျွန်တော်တို့ဒီ Telegram ဖွင့်တာဖြစ်ဖြစ်ပြီးရင်ကျွန်တော်တို့ဒီ Gmail account ဖွင့်တာဖြစ်ဖြစ်ကျွန်တော်တို့ PayPal account ဖွင့်တာဖြစ်ဖြစ်အဲ့လိုနေရာမှာအဆင်ပြေပါတယ်ဒီလိုပေါ်လာဆိုရင်ကျွန်တော် continue ကိုနေပါမယ်ဒီညမှာကကျွန်တော်တို့နံပါတ်ရွေးလို့ရတယ်ပေါ့နော်ဒီမှာ United Kingdom ရှိရပြီးရင်ကနေဒါရှိရ United States ရှိရကျွန်တော်ကတော့ United Kingdom ပဲရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီနံပါတ်လေးတွေတစ်ခုရွေးပြီးတော့ continue ကိုထပ်ပြီးနေပါမယ်ပြီးရင်ဒီအောက်ဆုံးကဒီ saver လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ try for free ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော် subscribe ကိုပဲနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် subscribe လုပ်တာအောင်မြင်သွားပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော် UK နံပါတ်တစ်ခုရပြီပေါ့နော်ဒီမှာဒီ software ကကျွန်တော်တို့ဒီ United Kingdom နံပါတ်ကတစ်ခုယူလို့ရမှာမဟုတ်ပါဘူးနှစ်ခုယူလို့ရပါတယ်နှစ်ခုယူလို့ဆိုရင်ကျွန်တော်တို့နံပါတ်ဆိုတာလေးကိုထပ်ပြီးနေရပါမယ်ပြီးရင် can you number ဆိုတာလေးကိုပဲထပ်ပြီးနေရပါမယ်ပြီးရင်ဒီမှာ saver မှာနေပြီးတော့ start free train and plan ဆိုတာလေးကိုထပ်ပြီးနေရပါမယ်ပြီးရင်ကျွန်တော် subscribe ကိုထပ်ပြီးအောင်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် subscribe လုပ်တာလည်းအောင်မြင်သွားပြီပေါ့နော်ဒီမှာဒါဆိုရင်ကျွန်တော်နံပါတ်က
နံပါတ်ကဒီမှာထပ်ယူလို့ရတယ်ပေါ့နော် United ပဲယူကနေဒါပဲယူကြိုက်တာအဆင်ပြေယူလို့ရပါတယ်sorry Bluetooth နေမိသွားcontinue ကိုနေပါမယ်ဒီမှာဒါဆိုရင်ကျွန်တော်တို့ဒီမှာနံပါတ်2ခုရသွားပြီပေါ့နော်ဒီ software က3တိုင်အသုံးဝင်ပါတယ်ဒီမှာ paper ဖွင့်တဲ့နေရာမှာလည်းဒီဥစ္စာနဲ့ကအဆင်ပြေပေါ့နော်ပြီးရင်ဒီမှာဒီ session ဆိုတဲ့ paper တွေကိုလည်းကျွန်တော်ထပ်ပြီးတော့ထွင်ယူပြမှာဖြစ်ပါတယ် create account ကိုနှိပ်ပြီးကျွန်တော်တို့ရဲ့ Gmail နဲ့အရင်ဆုံး sign in လုပ်လိုက်ပါပြီးတော့ရင်ဒီမှာကျွန်တော်တို့ရဲ့ဒီ account ကိုရွေးရမယ်ပေါ့နော် browser နဲ့ account အများကြီးရှိရဆိုရင်ဒီအဆင်ပြေရဲ့ account နဲ့ဒီဥစ္စာကို sign in လုပ်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်ပုံမှန်မဲ့ start 7 day free train ဆိုတာလေးကိုနှိပ်ပါမယ်ဒီမှာဆိုရင်လည်းကျွန်တော်ဒီမှာ train ယူအဆင်ပြေသွားပြီပေါ့နော်အဲဒီမှာဒါတော့ကျွန်တော်လုပ်ပြမနေတော့ပါဘူးဒီမှာ train ယူပဲလုပ်ပြမယ်ပြီးရင်ကျွန်တော်ဒီဥစ္စာကဒီကကျွန်တော်ဒီ train တွေယူလို့ရမှာမဟုတ်ဘူးဒီမှာ play point လည်းရပါတယ်ကျွန်တော်ဒီမှာ play point ယူရနေရဒီပဲလုပ်ပြအောင်မယ်ပေါ့နော်ဒီမှာ channel training ယူပြနေဗီဒီယိုကအများကြီးရှေ့တော့မှကြောက်လို့ပါ